5/5ကျွန်တော်90သိန်းချင်းပွဲပေါ့နော် casting ဆိုတာတဲ့ပွဲကိုပဲကျွန်တော်တစ်ချက်ကြည့်ပြီးတော့နည်းနည်းလေးလူပါလေးလိုက်ပြောလာပါပဲအဲ့တော့ miss တော့ Spear Glory လမ်းပြီးတော့ဆွဲလေးနောက်မှကျွန်တော်ဒါ Soyu ရှိနေတာဆိုတော့ Jungler လေးလာပြီးတော့ run တော့မစိုးဘူးတခါလေးတိုင်းပြီးတော့သူကတက်တက်သွားဖို့စဉ်းစားတယ်တော့မှကျွန်တော်ဒါ Guinevere နဲ့ကျွန်တော် Harry နဲ့ရောက်ရှိနေတယ် Zaman Force နေပဲကျွန်တော် Hero Kit တကောင်ပြန်ပေးလိုက်ရတယ်ပေါ့နော်ဒီဘက်ထဲမှာဆိုလို့ရှိရင် Moscow နေနေမှားတယ်ဗျမတ်မာကကျွန်တော်ဒါခါလေးရှိမယ်ဆိုတော့သိရမှာပေါ့နော်အဲ့တော့အတင်းကြီးဝင်လာတယ်ဟိုဘက်က Apak Memory နဲ့ပဲ Hero Kit ပြန်ပြီးတော့ယူသွားတယ်အဲ့တော့ miss တော့ကျွန်တော် Guinevere ကိုဖျက်တာတော့ကောင်းတယ် King Kong နဲ့နောက်မှလည်းကျွန်တော် Backet ကဇက်တိုက်ကျလာတာဆိုတော့သူတို့ ESP တကောင်မှာထပ်ယူလို့ရပြီအဲ့တော့ကျွန်တော်ဒါ user ကိုပါသူတို့တစ်ခါလေးတွဲပြီးတော့ယူသွားတယ်ပေါ့နော်ကျွန်တော်ခါလေးနေနေကတော့ကျွန်တော် Backet လာကျတယ်ဒါပေမဲ့ 4% win ဆိုတဲ့အနေထားမှာသူပြန်ပတ်သွားတယ်ကြောက် Okay ခါလေး Samsung တကောင်မိတယ်ဒါပေမဲ့ကတိတာ Ocean လေးနဲ့ပြန်ထွက်သွားလှတယ်ဒီဘက်ထဲမှာတော့ကျွန်တော်ကတိတာမကြောက်အောင်ဆိုပေမဲ့ကျွန်တော် Mino တော့ဒီ Roma ကိုတော့ပြန်ပေးလိုက်ရတယ်ဗျတစ်ဖက်က Soyu ကလည်းခါလေးကိုပြန်ယူသွားတယ်ဆိုတော့ဒီဘက်ထဲလေးကတေးလို့ပဲပြောလို့ရတယ် Miss of Flicker နဲ့ Spear Glory နောက်မှကျွန်တော် King Kong နဲ့မှာပါလာတယ်သူတို့ Gold လေးနာကို3ကောင်ပေါင်းပြီးဖျက်လိုက်တဲ့အတွက်ဘာပြန်ပေးရလဲဆိုတော့ကျွန်တော်တက်တဲ့တစ်ကောင်ပြန်ပေးရမယ်ဗျတက်တယ်တော့ပြန်ပေးလိုက်ရတယ်ပေါ့နော်တခါတန်းပြီးတော့ဖျက်တဲ့ကတိတာ Petrify နေရောကျွန်တော် Ocean နေရောပေးပေးမယ်လေတစ်ဖက်မှာ Harry ဖြစ်နေတဲ့အတွက် Zaman Force နဲ့နောက်မှကျွန်တော်ဒီ Backet တွေလည်းကျလာတယ်ဆိုတော့သူပဲပြန်ပေးလိုက်ရတယ်ဗျတိတ်တော့အချိန်ကြီးမကောင်းပါဘူးပေါ့နော်Okay မိုင်းနိုတော့ပဲတန်းပြီးတော့အိန်းနေတာ Okay တစ်ဖက်ကကျွန်တော်မိုင်းနိုတော့ one man fury တစ်ဖက်ကကျွန်တော်စမ်းတုံးမှာထပ်ပြီးတော့ပါလာရင်နှစ်ကောင်ပဲမင်းစစ်သားလေး King Kong လေးနဲ့ရှေ့မှာပြန်ပြီးတော့ထောက်ပြီးရတာကောင်းနေပေါ့နော်အဲ့တော့ double gate ပြန်ရောက်သွားတဲ့ခါလီဒီ Moscow ကလေ spear strike တော့ကျွန်တော်နေရတော့ stand မိလိုက်ဆိုပေမဲ့ဘာမှ trade ပြီးတော့မဖြစ်သွားဘူးဒါတစ်ဖက်မှာမင်းစစ်သားကိုတော့ Harry အနေနဲ့ကပြန်ရလိုက်တယ်ဆိုပေမဲ့လေသူတို့အနေနဲ့ကနည်းနည်းပေးဆက်ရတော့များတယ်ပေါ့နော်အဲ့တော့ကတိတာကျွန်တော် Ocean 80 နဲ့ damage ပေးတာတကောင်ရမလားပေါ့သူပဲပြန်ပေးလိုက်ရတယ်မဆိုးပါဘူးဒီဘက်ထဲမှာဆိုလို့ရှိရင်လေကျွန်တော်မစ်စစ်သား King Kong လေးပေးရလွဲသွားတယ်ပေါ့နော် Guinevere migration တွေပဲမိသွားတယ်ဆိုပေမဲ့ကျွန်တော်မစ်စစ်သားတော့ပြန်ပြီးတော့ထွက်သွားလို့ရတယ် Mino တော့ပြေးပြီးတော့ဝင်တယ် Fury Hammer ကျွန်တော်နှစ်ကောင်တော့ stand ပေးထားသေးတယ်ဆိုပေမဲ့လေဒီဘက်မှာကျွန်တော်ကတိတာအနေနဲ့ကကျွန်တော် Brody ကိုပဲအရင်စပြီးတော့အိမ်သွားတယ်အားလေးတော့ကောင်းနေပြတယ်ကတိတာလှုပ်လို့သွားတယ် Brody ရသွားတယ်ကျွန်တော် Roma ဖြစ်တဲ့ကျွန်တော် Mino တော့ပြန်ပေးလိုက်ရတယ်ဆိုတော့ Kali Sandstone နဲ့ပဲကျွန်တော်ဒါကတိတာတော့ထပ်လိုက်ဖြတ်နေတော့မယ်ကတိတာပြန်တော့ပတ်သွားသည်အဲ့တော့ဒီ Kali နေကကျွန်တော်သွားပြီဆိုရင်နေတာပေါ့နော်အဲ့တော့ကျွန်တော်ဒါ Guinevere တော့ပြန်ပြီးတော့ back ကြည့်တယ် Pure Glory မှာကျွန်တော်နှစ်ကောင်ပါသွားတယ် Soyu လည်းပြေးပြီးတော့ဝင်လာတယ်ဆိုတော့Okay ကျွန်တော်နှစ်ကောင်လုံးပေးရဖို့များတယ် Guinevere မစိုးဘူးပြကျွန်တော်ဒါ winner တစ်ချုံလေးနဲ့ပဲခဲရတယ်အဲ့တော့ကျွန်တော်ဒါအစာငန်းပြီးပြေးဝင်လာတဲ့နှစ်ကောင်တော့ယူတော့ Soul Grid တွေကျွေးသွားတယ်ဗျ Okay မင်းတစ်ကောင်လည်းရှိတာမဟုတ်ဘူးပေါ့နော်ကျွန်တော်မင်းစစ်သားကတော့ပြန်ပြီးတော့ Spear Glory ပြန်ပေးတယ်2 man ဆိုတော့ Hero Kit တစ်ကောင်တော့ထပ်ပေးရတယ်ကျွန်တော်မင်းစစ်သားမစိုးပါဘူးဒီပဒယ်လေးကလေကျွန်တော် team 1ကနည်းနည်းလေးလှုပ်ပြနိုင်ပါတယ် Okay 5/5 full battle ထပ်ပြီးတော့တွေ့ရမယ် Spear Glory မှာ Max Man ကိုရင်စပြီးတော့အိမ်နဲ့ Brody ပေးလိုက်ရပြီဗျ Brody ပေးလိုက်ရပြီဆိုတဲ့အနေနဲ့မှာ Mino ကနှစ်ကောင်ထပ်ပြီးတော့ခံမိရသေးတယ် Okay 2 man ချင်း Guinevere migration ဝင်ပြီးတော့ပဲအောင်နော် Okay 3ကောင်တော့မိသားသေးတယ်ဗျ Okay အဲ့တော့ one online ဖွင့်နေဒါပေမဲ့ damage ကတော့ trade မဖြစ်သွားဘူးအဲ့တော့သူ့အနေနဲ့ကပြန်ပြီးတော့ပဲဗတ်လာရတယ်ပေါ့နော်တစ်ဖက်ကကတိတာအနေနဲ့ကတော့ဆက်ပြီးတော့လိုက်ချင်နေဦးမင်းဆိုပေမဲ့လေ trade တော့မဖြစ်ပါဘူး Jungler နှစ်ကောင်သားတွေ့တယ် Guinevere ဦးလေ migration နဲ့ပြီးနောက်မှာ one online အလားလေးစိုးယူတော့ပြတ်သွားပြီဆို Jungler ဆိုတော့လို့ဖြစ်နေရပြီ Jungler တာဝန်ကိုခြေနေရမယ်ပေါ့နော် Okay ဒါ Kali Sandstone ကျွန်တော် Rabbit ကိုပြေးပြီးတော့ဝင်လာတာကျွန်တော်မစ်စစ်သားရှိတယ်ပေါ့နော်နောက်က user ကလည်း phone တွေပါပြောင်းပြီးတော့ဝင်လာပြီ Soul Grid တွေ dream လား Guinevere ဝင်ပြီးတော့ခိုင်းနေတာ Moscow ပြပြီးတော့မမိသွားဘူးဒါပထမကျွန်တော်မစ်စစ်သားမပြတ်သေးဘူးကျွန်တော် King Kong လေးနဲ့ပြန်ချသွားတယ်ရောင်ကြီးအဲ့ nice Mino ဝင်ပြီးတော့ဖမ်းလာတယ်ကျွန်တော် one man မိတယ်နောက်မှကတိတာအနေနဲ့ Ocean တွေပါခွဲရတယ်ဆိုပေမဲ့ damage ကတော့မလုံလောက်သေးဘူး Soyu လည်းရောက်လာပြီဆိုတော့ကျွန်တော် user ကတော့ပေးရဖို့တော့များနေမရသေးတာကြီးမှာ Dragon Tail နဲ့ပဲပြန်တော့ပတ်လာတယ်ပေါ့နော် Okay ဒါပေမဲ့တစ်ဖက်မှာကျွန်တော် Soyu က blink နဲ့များတယ်ဆိုတော့ user ကတော့ပြန်ရအောင်ယူသွားသေးတယ် Okay အဲ့တော့ကျွန်တော် Guinevere စပြီးတော့ဖမ်းတာကကျွန်တော်မစ်စစ်သားကြီးဖြစ်နေဒီဘက်မှာကျွန်တော် winner တစ်ချုံလေးနဲ့ပြန်ခဲ့ရတယ်ဆိုတော့ကျွန်တော် Guinevere ပြတ်ပါတယ်ကျွန်တော်ပေးလိုက်ရပြီပေါ့နော်Mino တော့ကျွန်တော်တကောင်ဝင်ဖမ်းနေမစိုးကျွန်တော်ဒီတစ်ပတ်က Moscow ရဲ့ damage ကပို့ပြီးတော့ထွက်နေရပြတယ်လားကတိတာကျွန်တော် Brody ကိုရင်စပြီးတော့ပဲအိမ်နော် Petrify ခဲတယ်မရဘူး Apak Memory chain ဆိုပေမဲ့လေဒီဘက်မှာ Tower ကြီးပဲတည်ရိုက်နေရဆိုတော့ဒါ team 2ကျွန်တော်တသိန်းနိုင်သွားပြီပေါ့နော်ကောင်းပါပြီ